ထမဆုံးသတင်းအရအမေရိကန်ကအာရခတပ်တော်ကိုကန်ဒေါ်လာတန်း400တန်မှုရှိလက်နက်နဲ့ခဲယမ်းများပေးအပ်လိုက်ပြီးဖြစ်ပြီးနောက်ဆုံးနေပြည်တော်အထိထိုးစစ်လိုင်းမှာစစ်တွေကိုသိမ်းပိုက်ပေးရနဲ့စတင်မယ်လို့အတည်ပြုလိုက်ပါတယ်။မနေ့ကမေလ24ရက်နေ့ကအိန္ဒိယတော့ကွန်သတင်းဌာနကထုတ်ပြန်လိုက်တဲ့အချက်အလက်များအရအမေရိကန်ဟာဘင်္ဂလားဒေ့ရှ်စစ်တပ်ကနေတဆင့်အာရခတပ်တော် AA ကိုကန်ဒေါ်လာတန်း400တန်ကြီးရှိတဲ့စစ်လက်နက်ပစ္စည်းများကိုလွန်ခဲ့တဲ့အပတ်ကလေးကပေးပို့ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါလက်နက်များဟာအိန္ဒိယတော့ကွန်ရဲ့စုံစမ်းဖော်ထုတ်ချက်အရအမေရိကန်ထုတ်ပစ္စည်းများမဟုတ်ပဲရုရှားနိုင်ငံထုတ် AK လက်နက်ငယ်ပေါင်း8000ခန့်အပြင်တင်ငါးဖြတ်လောင်ချများနောက်ပွင့်များရောင်းနှင်းငန်းများပါဝင်တယ်လို့သိရပါတယ်။အမေရိကန်အနေနဲ့ရုရှားလက်နက်များကိုလက်နက်ပွဲစားများကတဆင့်တင်နာခေါ်ကမှာယူခဲ့ခြင်းဖြစ်ပြီးအဆိုပါလုပ်ရဟာမြန်မာပြည်တွင်းစစ်မှာအမေရိကန်ရဲ့ဓာတ်ရိုက်ပါဝင်ပတ်သက်မှုကိုမသိသာစေရန်ဖြစ်တယ်လို့အိန္ဒိယတော့ကွန်ကဖော်ထုတ်ရေးသားထားပါတယ်။အမေရိကန်စစ်တပ်အရာရှိများနဲ့ AA ထိပ်ပိုင်းခေါင်းဆောင်များဟာပြီးခဲ့တဲ့ဧပြီလကလေးကဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တော်မှာလှုပ်ဝက်တွေ့ဆုံခဲ့တယ်လို့အမေရိကန်စစ်တပ်အရာရှိ3ဦးဟာလည်းရခိုင်ပြည်နယ်ထဲအထိဝင်ရောက်ခဲ့ပြီးအခြေအနေတွေကိုလေ့လာခဲ့တယ်လို့သိရပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့အမေရိကန်ဟာ Shadow Government လို့လူသိများတဲ့ NUG နဲ့ဓာတ်ရိုက်ဆက်ဆံတာမျိုးစစ်ရေးအရာအကူအညီပေးအပ်တာမျိုးမရှိပဲအာရခတပ်တော် AA နဲ့ပဲဓာတ်ရိုက်ဆက်သွယ်ပြီးအကူအညီပေးအပ်တာဖြစ်တယ်လို့သိရပါတယ်။ဒါဟာလည်းအမေရိကန်ဟာအာရခတပ်တော်နဲ့အပေးယူသဘောမျိုးရှိနိုင်နေရဖြစ်ပြီးရခိုင်ကမ်းရိုးတန်းဒေသမှာတရုတ်နဲ့အိန္ဒိယတို့ရဲ့လွှမ်းမိုးမှုကိုမဟာမိတ်နိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နဲ့ပူးပေါင်းပြီးချိန်ဝင်ရှာညှိကျင်တဲ့သဘောလို့လည်းသုံးသပ်ထားပါတယ်။ဒါအပြင်ရခိုင်ကမ်းရိုးတန်းဒေသတစ်ခုလုံးဟာဒေါ်လာဘီလီယံပေါင်းမြောက်များစွာတန်တဲ့သဘာဝဓာတ်ငွေတွေထွက်ရှိရာဒေသဖြစ်ပြီးမတူးဖော်ရသေးတဲ့နေရာအများအများကျန်ရှိနေသေးတယ်လို့သိရပါတယ်။တစ်ချိန်တည်းမှာပဲအာရခတပ်တော်ဟာမေလ22ရက်နေ့ကရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့အသက်18နှစ်မှ45နှစ်အတွင်းမျိုးသားအလုံးကိုစစ်မှုထမ်းရန်ဆင့်ခေါ်ထားပြီးအဆိုပါ AA တပ်သားတွေများအတွက်လက်နက်များကိုအမေရိကန်စီကလုံလောက်စွာရရှိထားပြီလို့ဆိုပါတယ်။ယခုအခါအာရခတပ်တော်ဟာမြို့တော်စစ်တွေကြောက်ဖြူမြို့နယ်နဲ့ရမ်းမြဲကျွန်းတို့ကသာသိမ်းပိုက်ရန်ကြံတော်တာဖြစ်ပြီးကြောက်ဖြူမှာလည်းတိုက်ပွဲတွေစတင်ပြင်းထန်နေပြီဖြစ်ပါတယ်။အာရခတပ်တော်မြေပြင်စစ်ရေးတရင်ရင်းမြစ်များရဲ့ပြောကြားချက်များအရလာမယ့်ဇွန်နဲ့ဇူလိုင်လမှာစစ်တွေကြောက်ဖြူလူခုစလုံးကိုအပြီးတိုင်အပြတ်သိမ်းပိုက်သွားမှာဖြစ်တယ်လို့သိရပါတယ်။စစ်တွေရရှိပြီးပါကလည်းရခိုင်တပ်တော်ဟာစစ်ကြောင်းကြီးများခွဲက NUG အစိုးရတပ်များနဲ့နေပြည်တော်အထိထိုးစစ်ဆင်ချီတက်မှာဖြစ်ကြောင်းစစ်ရေးတရင်မြစ်တဦးရဲ့ပြောကြားချက်အရသိရပါတယ်။